ကျွန်တော်စီကိုခေါ်ဆန်တဲ့ခရမ်းရောင်ခဲတန်းလေးတစ်ချောင်းရောက်လာတဲ့အခါကျွန်တော်လိုချင်တာတွေမြန်သမျှတကယ်ဖြစ်လာခဲ့ပါတယ်ကျွန်တော်လုပ်ရမယ့်တစ်ခုတည်းတော့အရာကတော့လီထဲမှာပုံဆွဲလိုက်ဖို့ပါပဲတနေ့မှာတော့ကျွန်တော်မိမကကားမောင်းနေတော့တာယာကိုမတော်တဆပုတ်တိုက်မိသွားပါတယ်တာယာအစ်စ်ဝယ်ရတော့မယ်ဆိုပြီးသူမကညှင်းညူနေခဲ့လာပေါ့ဒါနဲ့ကျွန်တော်လည်းအိတ်ကတ်ထဲကနေခရမ်းရောင်ခဲတန်းလေးကိုထုတ်ပြီးလေထဲမှာဆက်ဝိုင်းပုံလေးတွေခက်မြန်မြန်ဆွဲလိုက်ပါတယ်မျက်စိသမီးအတွဲမှာပဲအစ်စ်ဆက်စားတာယာတစ်လုံးပေါ်လာခဲ့ပါတယ်အဲ့ဒါကဖင်စင်စီရစ်ထက်ကုန်မဲ့ဖေးကနေကဲတင်ပေးလိုက်တာပါပဲအဲ့ဒီနောက်မှာတော့ဒီခဲတန်းလေးဘလောက်တောင်စွမ်းကလေးဆိုတာကိုကျွန်တော်သားကိုပြသခဲ့ပါတယ်ကျွန်တော်လေထဲမှာလေးပြားလေးတစ်ကောင်ဆွဲလိုက်ပြီးဖြည်းဖြည်းလေးမှုတ်လိုက်ပါတယ်အော်စရာကောင်းတာကအဲ့ဒီလေးပြားလေးကအသက်ဝင်လာခဲ့တာပါပဲအဲ့ဒီအခါပါကာကခရမ်းရောင်ခဲတန်းကိုလူယူပြီးသူ့အကြိုက်ဆုံးတရိษံလေးတွေရဲ့ပုံကိုဆွဲပါတော့တယ်သူကအဲ့ဒီပုံလေးတွေကိုညင်ညင်တာတာလေးမှုတ်လိုက်တဲ့အခါတကယ်ပဲအသက်ဝင်လာခဲ့ပြန်ပါတယ်သူကတော့လုံးဝကိုအံ့ဩမြင်သာသွားခဲ့တာပေါ့ဒါနဲ့သူကသူ့ဖက်နှက်အောက်မှာရူလာဘီလေးတွေဆွဲလိုက်ရကနေချက်ချင်းပဲစကစ်ဖက်နှက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အခုဆိုရင်သူကတနေကုန်အခမဲ့ကစားလို့ရသွားပါပြီသူပင်ပန်းလာတဲ့အခါမှာလေရေခဲမုံပုံလေးဆွဲလိုက်ပါသေးတယ်အဲ့ဒါကကျွန်တော်တို့ကိုပက်ဆံပိုးပြီးတောင်တက်တာသွားစေခဲ့တယ်ပါကာသူ့စန္ဒာလီကိုကိုယ်တိုင်အကောင့်ထဲဖော်နိုင်ဖို့အထွတ်ခရမ်းရောင်ခဲတန်းလေးရဲ့တော့ဝက်ကိုကျွန်တော်တို့ကိုပေးလိုက်ပါတယ်ကျောင်းစင်းပြီးတိတ်မကြခင်ပါပဲဒါကအတုံးဝင်လာခဲ့ပါတယ်ကျောင်းကလူစိုးကောင်နှစ်ယောက်ကသူ့ကိုတားဆီးပြီးပစ္စည်းတူလောင်တဲ့အခန်းထဲမှာပိတ်လောင်ထားခဲ့တယ်ကံကောင်းကျင်တော့သူ့အိတ်ကတ်ထဲကခရမ်းရောင်ခဲတန်းလေးကိုသူတတိရသွားတယ်သူကဘီလူကောင်လေးတစ်ကောင်ကိုဆွဲလိုက်ပြီးအဲ့ဒီဘီလူကတကားကိုချက်ချင်းပဲရိုက်ချိုးပြင်ပေးခဲ့တယ်လူစိုးကောင်လေးလည်းအယမ်းလန့်သွားပြီးသူ့ကိုဘယ်တော့မှထပ်မနှောက်ယှက်ရတော့ပါဘူးနောက်ပိုင်းမှာတော့ပါကာကကောင်းကင်ဘော်ကိုပြန်တန်းချင်လာတယ်ဒါကြောင့်သူ့လည်းစူးစမ်းကျင်စိတ်ကိုဖြည့်ဆည်းပေးဖို့ခရမ်းရောင်ခဲတန်းလေးကိုထုတ်ပြီးမရက်မနက်ပုံစတင်ရွှဲပါတော့တယ်မကြခင်ပါပဲလေထဲမှာလေရင်တစင်းပုံပေါ်လာတယ်ပြီးတော့ကျွန်တော်ကပန်ကာကိုညင်းညင်းသားသားလေးလှည့်ပေးလိုက်တဲ့အခါဘဲကနေဘယ်လိုရောက်လာမှန်းမသိရဲ့ခက်မိုက်တဲ့ခရမ်းရောင်လေရင်တစင်းပေါ်လာခဲ့တယ်ကျွန်တော်လည်းတားဖြစ်သူနဲ့အတူကမန်းကရန်တက်လိုက်ပြီးအင်ဂျင်ကိုဆက်နှိုးလိုက်တယ်လေရင်ကြီးကမြင့်မားတဲ့အဆောက်အဦတွေကြားထဲကနေပြန်တန်းသွားတယ်အဲ့ဒီလောက်အမြင့်မှာလေကအေးဆက်နေလာကြောင်းလေကာဖို့အတွက်လေကာမှန်တစ်ချက်ကိုဆွဲလိုက်ပါတယ်ဒါပေမဲ့မိနစ်အနည်းငယ်အကြာမှာပဲပြန်တန်းချင်းအမားတစ်ခုလုံးမိသွားတာကြောင့်အင်ဂျင်ရက်သွားတယ်အနောက်ကနေခရမ်းရောင်မီကိုဒီတလေးလေးထွက်လာခဲ့တယ်လေရင်ကြီးကအရှိန်ကျပြီးအမြန်ဆုံးနဲ့ပြုတ်ကျလာတော့တယ်တွန်းကန်ကြကြောင်ကျွန်တော်တို့ကလေသေးကိုလွင့်စင်ထွက်သွားခဲ့တယ်ဒါနဲ့ကျွန်တော်ကခဲတံကိုအမြန်ဆွဲယူပြီးလေတံတလက်ကိုဆွဲလိုက်ပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့တီးတီးလေးအသက်ရှင်လွတ်မြောက်ခဲ့တာပါတကယ်လို့တင့်စီမှာမှော်ဆန်တဲ့ခရမ်းရောင်ခဲတံလေးတစ်ချောင်းရှိခဲ့ရင်တော့တင်ရဲ့အိမ်မက်တွေတကယ်ဖြစ်လာဖို့ဘာတွေဆွဲမလဲ